အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကတော့ကျိုင်းတော်ဝကျန်းစာကျောင်းရဲ့ကျောင်းသူကျောင်းသားများလို့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပြုဖြစ်ပေးမယ့်အကကတော့ဝရုံးရရအကလို့ဖြစ်ပါတယ်သူတစ်ဖြစ်အကထဲမှာပါတဲ့အကြောင်းအရာကတော့ဝလူမျိုးတွေရဲ့စီလုံးချင်းပြီးတော့မှဝလူမျိုးကအမဲလိုက်အရန်တော်ဆိုတော့အမဲလိုက်ချင်းပြီးတော့မှလာကြကကြမယ်ပြောကြမယ်ဆိုတဲ့အသေးပဲဖြစ်ပါတယ်ဒီကကြည့်ရှုပြီးတော့မှမှာပေးကြပါလို့ဒီကလည်းခံပါတယ်